ကဲ brother တို့ပြန်ပြီးတွေ့ရတာဝမ်းသာပါပဲเนาะကျွန်တော်ခုဒီ channel ကတော့ကျွန်တော်ပတ်စံเนาะတစ်နေ့ကို9000 6000တသိန်းရှာလို့ရတဲ့နီးကိုကျွန်တော်တင်ပေးနေဖြစ်ပါတယ်เนาะအဲ့တော့ကျွန်တော်ဒီကိုလည်းတချို့လူတွေကတောက်ဆိုထားရှေ့ပေါ့เนาะတင်ပေးပါဆိုကျွန်တော်အဲ့တော့ကျွန်တော်ဒီမှာဗီဒီယိုလုပ်ပြီးတင်ပေးလိုက်ပါတယ်ဗျာเนาะကျွန်တော် formula ပဲသုံး brother တို့အတွက်အကျိုးရှိမယ်ဆိုတာကျွန်တော်အာမခံနေเนาะအဲ့တော့ကျွန်တော်ရဲ့လက်အောက်ကလူဟုတ်မဟုတ်ဗျာเนาะအဲ့တော့ဒီ formula သုံးကြည့်ပါဒါကတော့ရှားလူလက်အောက်ကဆိုလည်းရပါတယ်เนาะအခုမှစိတ်ဝင်စားတဲ့လူရတော့ကျွန်တော်ရဲ့ Telegram channel မှာကျွန်တော်အစားဆုံးရှင်းပြထားပါတယ်เนาะဟုတ်ပြီဗျာเนาะကျွန်တော် formula ပဲကျွန်တော်ဆော့ရပါတယ်เนาะအဲ့တော့ကျွန်တော်ဆော့ဝါတစ်ခါနိုင်ပြီเนาะအခုပြန်ကြည့်မယ် Okay ဟုတ်ပြီဗျာเนาะကျွန်တော်ထပ်ပြီးတော့နိုင်ပြီဗျာเนาะဟုတ်ပြီခဏလေးပဲเนาะ brother ကျွန်တော်ခဏလေးပဲเนาะခဏလေးပဲကျွန်တော်2000မြတ်ပြီเนาะဟုတ်ပြီကျွန်တော် formula အသေးတစ်ချိန်ဆိုလို့ရှိရင်အကြီးတစ်ချိန်ဆိုလို့ရှိရင်အသေးဟုတ်ပြီเนาะဘယ်လိုလဲဆိုလို့ရှိရင်အသေးတစ်ချိန်ဆိုလို့ရှိရင်အကြီးနှစ်သေးအသေးနှစ်ချိန်ဆိုလို့ရှိရင်အသေးသုံးချိန်ဆိုရင်အကြီးလဲအဲ့လိုပဲတော့အကြီးမလားမရှိအသေးကြီးပဲဗျာเนาะအဲ့တော့နားမလည်တဲ့လူရှိလို့ရှိရင်ကျွန်တော်ရဲ့ Telegram တွေမှာကျွန်တော်ရဲ့ Telegram မှာကျွန်တော် formula ရှာပေးထားပါတယ်ဗျာเนาะအမှလေးလာလို့ရရင်เนาะဟုတ်ပြီအဲ့တော့ကျွန်တော် formula ပဲကျွန်တော်သုံးနေမယ်เนาะကျွန်တော်ရှုံးသွားတယ်ကျွန်တော်နိုင်တစားရှုံးရင်3စားတော့လည်းဆုံးမယ်ဗျာเนาะအဲ့တော့အသေးနှစ်ချိန်ဆိုတော့ကျွန်တော်အသေးထိုးထားရဗျာเนาะဒါတော့ကြည့်လိုက်တော့ဗျာเนาะလောက်ပါเนาะလောက်ပါသူများလုံနေလို့ကြည့်နေလို့ဘာမှမရဘူးဘာသာတော့ကိုယ်တိုင်လုံးမှကိုယ်တိုင်ရမယ်ဗျာเนาะဟုတ်ပြီကျွန်တော်ခဏလေးပဲเนาะဘာသာဒီမှာကြည့်လိုက်เนาะကျွန်တော်နာပြီဗျာเนาะကျွန်တော်နိုင်ပြီခဏလေးပဲကျွန်တော်4000လောက်မြတ်ပြီဗျာเนาะဟုတ်ပြီအဲ့တော့ကျွန်တော်အသေးပဲထုံးမယ်ဗျာเนาะအသေး3ချိန်ဆိုလို့ရှိရင်လည်းအသေးပဲဗျာเนาะကျွန်တော်ပြောမယ်ဒီ formula ဟာတေးကြီးကြလဲမိရဗျာเนาะအသေးကြီးကြလဲမိတယ်အကြီးကြီးကြလဲမိရเนาะတစ်ချိန်ပဲအဲ့ဒီတစ်ချိန်ကဘယ်အချိန်လဲဆိုလို့ရှိရင်မကျတော့ကျွန်တော်နိုင်ပြီเนาะထပ်ပြောနိုင်ပြီဗျာเนาะဘယ်ချိန်လို့ဆိုလို့ရှိရင်တေးကြီးကြတဲ့အချိန်ဟုတ်ပြီဗျာเนาะတေးကြီးအဲ့လိုကြတဲ့အချိန်ရှောင်ပေးပါအဲ့တော့ဒီမှာတော့ကြုံမသိဘူးဘယ်လိုရှောင်ရမလဲဆိုလို့ရှိရင် brother လိုက်ထိုးနေတေးကြီးကြာနေမလားထိုးနေရရက်ထားလိုက်ဟောသူ့ရဲ့အဲ့ဒီတေးကြီး trend ပြတ်သွားတော့မှပြန်ပြီးတော့စားလိုက်ပြီးတော့စားတင်ပြီးတော့ဆော့ပြเนาะအဲ့လိုမျိုးဆော့ပါတခုပြောချင်တာသူ့ရဲ့ trend လိုက်ဆော့လို့လည်းရတယ်ဗျာเนาะโอ้brother ဒီမှာကြည့်လိုက်เนาะကျွန်တော်ဟုတ်ပြီဗျာเนาะကျွန်တော်နိုင်နေဟုတ်ပြီထပ်နေဆိုတော့ကျွန်တော်ထပ်ပြီးတော့ဆော့မယ်ဗျာเนาะကျွန်တော်စတိုင်နေနေဗျာเนาะ brother တော့ခဏလေးပဲเนาะဒါခဏလေးပဲရှိသေးတယ်ကျွန်တော်ခဏလေးပဲရှိသေးရเนาะတောင်းလောက်ထိနိုင်နေပြီဗျာเนาะကိုနိုင်လိုက်လုံးမရမယ်ဗျာเนาะသူများဆော့ပြကြည့်နေအောင်လည်းတော့မရဘူးဗျာเนาะဟုတ်ပြီကျွန်တော်ထပ်နိုင်ပြန်ပြီဗျာเนาะโอเคပါဟုတ်ပြီဗျာเนาะကျွန်တော်ထပ်ပြီးတော့အသေးစတော့အသေးပဲထုံးမယ်တခုရှိရပါเนาะကျွန်တော်က6ချိန်နိုင်လို့ရှိရင်6ချိန်ဆက်တိုင်းပါဗျာเนาะတပွဲတဲ့6ချိန်ဆက်တိုင်းနိုင်လို့ရှိရင်ကျွန်တော်ဘောနဲ့ရှောက်ခွင့်ရမယ်ဗျာเนาะကျွန်တော်ဘောနဲ့ရှောက်ပဲဟိုးကျွန်တော်ထပ်နိုင်နေဗျာเนาะကျွန်တော် formula ကိုရုံကြီးသာ3ဗျာเนาะဘာသာတော့ဟုတ်ပြီလားရုံကြီးသာ3ဗျာเนาะကျွန်တော်လိုပဲဒီမှာ try ဒါကျွန်တော်ရဲ့ formula ပဲကျွန်တော်သုံးတာเนาะအဲ့တော့အရင်ကတည်းက sort နေ brother တို့လည်းဒီ formula ကိုသုံးကြည့်ဖို့ကျွန်တော်ညွှန်ချင်တယ်ပြီးတော့အခုမှစဆော်မဲ့ brother တို့လည်းဘယ်ကနေစမှမသိလို့ရှိရင်ကျွန်တော်ရဲ့ Telegram channel မှာကျွန်တော်အစအဆုံးအသေးစိတ်ကျွန်တော်ရှာပေးထားပြန်ဗျာเนาะရှင်းပြထားတယ်အမှပင်လဲထောက်ပေးထားအဲ့ဒီပို့လေးကိုနှိပ်ပြီးတော့လေးလာလို့ရဗျာเนาะကျွန်တော်ထပ်နိုင်ပြီဟုတ်ပြီအဲ့ဒါဆိုကျွန်တော်အသေးပဲထုံးမယ်ဗျာเนาะနောက်တစ်ခါကျွန်တော်အသေးပဲထုံးမယ်အကြီးမချရင်ကျွန်တော်အသေးပဲထုံးမှာဗျာเนาะဟုတ်ပြီကျွန်တော်1000နဲ့ထိုးရနော်ကျွန်တော်ဆက်ပါထိုး1000ကြီးနော်ဘာသာလို့ကြည့်လိုက်တော့ကျွန်တော်ဟိုမိုက်တယ်ဗျာနော်ဒီမှာကြည့်လိုက်ကျွန်တော်ရှောက်ကြည့်ဆိုတော့ကျွန်တော်ဘုန်းနဲ့ရှောက်ဝဲရပြီဗျာနော်ဟိုအသေးပဲနော်ဟုတ်ပြီကျွန်တော်ဒါဆိုကျွန်တော်တော်တော်မြတ်နေပြီဗျာနော်အဲ့တော့ရုံကြီးစားလို့ brother နော်
do or die မယ်ဟုတ်ပြီလားနော်ရှင်းရမယ်လိုက်စောနေတဲ့လူတွေနော်စားလိုက်မျိုးသုံးပါဗျနော်စားလိုက်မျိုးသုံးမယ်ပြီးလို့ရှိရင်ကျွန်တော်ပြောချင်တယ်ဘာလဲဆိုလို့ရှိရင်အခုမှ live လုပ်နေတဲ့လူတွေကကျွန်တော်လို့1000အနေမစားပါနဲ့เนาะကျွမ်းကျင်သွားမှာ1000အနေစားပါ10 20 30 40 50เนาะအနည်းဆုံး10အနေစားပြီးတော့ထိုးလို့ရရဗျာเนาะ10 30 90เนาะအဲ့လိုမျိုး3ဆနှုန်းနဲ့သွားမယ်ဗျာเนาะကျွန်တော်ဟုတ်ပြီကျွန်တော်ဒီမှာ small ကြီးလာနေဗျာเนาะရန်တော့ကျွန်တော်အစင်းကြီးပြေးနေပြီဗျာเนาะအဲဆိုကျွန်တော်ဘောနဲ့ရှောက်လို့ရပြီအဲ့တော့ဘယ်နဲ့ချိန်နေတော့တော့ရေကြီးလိုက်တော့ဗျာเนาะအဲ့တော့လိုက်လုံနေတဲ့လူတွေလိုက်စော်နေတဲ့လူတွေလို့ရှိခုမှစလုံးမဲ့လူတွေเนาะကျွန်တော်ရဲ့ decoration မှာကျွန်တော်အစားဆုံးရှင်းပြထားတယ်ရှင်းပြထားပြီးတော့ကျွန်တော် formula လေးလည်းကျွန်တော်စာနေပြီးတော့ကျွန်တော်တင်ပေးထားတယ်နားမလည်လဲကျွန်တော်လာမေးလဲပါเนาะအကောက်ဖွင့်နေမသိလဲကျွန်တော်လာမေးလဲပါဒါပေမဲ့ကျွန်တော်အကောက်ဖွင့်နေငွေသွင်းငွေထုတ်လို့ကျွန်တော်အစားဆုံးရှင်းပြထားရဗျာเนาะဟုတ်ပြီပြီးလို့ရှိရင်ဒီမှာကြည့်လိုက်ဘရာတော့เนาะဟုတ်ပြီဒီမှာရေးစက်တိုက်နိုင်ပေါ်နဲ့ဟုတ်ပြီเนาะဒီဘောနက်ကတွားချောက်လို့ရပါဗျာเนาะအနည်းဆုံးကိုကเนาะ900နေ4999ကျပ်ထိရတယ်မယ်ကြည့်ရှောက်ကျိတ်ဆိုလို့ရှိရင်ဘောနက်999ကျပ်ရမယ်เนาะကျွန်တော်1000နဲ့ဆိုတော့ကျွန်တော်ကျိတ်ရှိဆိုတော့19999ကျပ်ရမယ်ဗျာเนาะမယ်ကြည့်လိုက်ပြီလို့ရှိရင်ဒီထဲမှာလည်းအဲ့လိုမျိုးထုတ်သွားလို့ရှိရင်ဘောနက်တွေယူလို့ရပါသေးရဲ့ဗျာเนาะဒါလေးသူပေးထားတဲ့အမောက်ပြည့်သွားလို့ရှိရင်ဘောနက်ရမယ်ဗျာเนาะတော့ဟုတ်ပြီကျွန်တော်ကဲဘာလို့လဲဗျ brother ပြောလိုက်တော့เนาะဘာမှမလို့တော့ကျွန်တော်ဒီမှာခဏလေးပဲเนาะဒီမှာတော့အစေးပဲเนาะ brother ကြည့်လိုက်ကျွန်တော်ခဏလေးပဲကျွန်တော်တသိန်းနဲ့မှာသိန်းခွဲမြက်တယ်ဗျာเนาะအဲ့တော့ကျွန်တော်ဒီ decoration မှာကျွန်တော်အစားဆုံးရှင်းပြထားရဗျာเนาะ link ကိုကျွန်တော် description မှာပို့ထားမယ်ဗျာเนาะ description မှာကျွန်တော်ပို့ထားကျွန်တော်တို့ like ဆော့ခြင်းနဲ့လူတွေလည်းဒီ channel မှာကျွန်တော်တို့ like ဆော့လို့ရပါတယ်ဗျာเนาะပြောချင်တာက like စာနေသုံးမှုတော့ကျွန်တော်ပြောချင်တယ်ဗျာเนาะကြည့်လိုက်တော့ပြတော့เนาะဟုတ်ပြီဒီမှာကျွန်တော်ရဲ့ channel က ID က1လုံးနဲ့3ည9လုံးပြပါเนาะခဏလေးပဲကျွန်တော်တို့သင်ခွင့်မြတ်ပြီ okay အဲ့လိုကျွန်တော်ရဲ့ပုံမှန်အပြည့်နဲ့ကျွန်တော်ထုတ်တော့မယ်ဗျာเนาะမကြိုက်တာကျွန်တော်ငွေထုတ်တာချို့တွေကငွေထုတ်မရဘူးလို့ပြောရပြန်เนาะငွေထုတ်မရမဟုတ်ပါဘူးဘာလို့လဲဆိုတော့ဒီမှာကြည့်တော့တာတော့เนาะကျွန်တော်350ဒီเนาะကျွန်တော်ထုတ်တာတွေ့လာပါတော့ပမာဏဘလောက်များအမောက်ဘလောက်များထုတ်လို့ရရပြန်เนาะဘာမှကြောက်စရာမလိုပြန်เนาะပတ်စံရှင်ရှိသလောက်ထုတ်လို့ရပါရဲ့ပြန်เนาะဒီရဲ့စီကန်ချက်တွေတော့လိုက်နာရမယ်ပြန်เนาะကဲဘာလို့ဒီနေ့တော့ဒီလောက်ပါပဲဗျာနော်အားလုံးအဆင်ပြေကြပါစေ